ဒီသချင်းလေးကတော့တေးထမရောက်ရေးဆက်တီကုံပေးထားတဲ့အမေလွမ်းတေးဆိုတဲ့တေးလေးပဲဖြစ်ပါတယ်ရှင်။အိဆန်းရဲ့အမေအတွက်ခန်းစားတီဆိုထားသောသချင်းလေးမို့အားလုံးခန်းစားနားဆင်ပေးပါဦးရှင်။တန်တာလွှရရသူများခဲ့ပါပြီအမေကျူနိုင်မရမေမြတ်ကြရင်စမကုံနဲ့မေချေစုတွေအခုတော့သမီးတို့ဘဝချီအမေမရှိမှလွမ်းမြတ်လေးတွေချေလို့ရှင်အမေတန်တာလွှရရသူများခဲ့ပါပြီအမေကျူနိုင်မရမေမြတ်ကြရင်စမကုံနဲ့မေချေစုတွေအခုတော့သမီးတို့ဘဝချီအမေမရှိမှလွမ်းမြတ်လေးတွေချေလို့ရှင်အမေကောင်းရသူကရင်လာပါစေအမေကိုရောရဲ့နေကနာမေလာတဲ့ဆိုရင်လားအဖေဘောသမီးရဲ့နာမအပေါ်မဲ့နေတဲ့ဖေမမပြေတာအမေပြန်လာမြော့ကျွေးငယ်ကရင်သွေးငယ်မေသားသမီးတွေကျွေးလေးအသိနဲ့အရာဝေးမေကိုပဲနေစဉ်သာလွမ်းတန်တာလွှရရသူများခဲ့ပါပြီအမေကျူနိုင်မရမေမြတ်ကြရင်စမကုံနဲ့မေချေစုတွေအခုတော့သမီးတို့ဘဝချီအမေမရှိမှလွမ်းမြတ်လေးတွေချေလို့ရှင်အမေအမေတို့ရည်သူအများပေးကဝေပြပြသမျှချုံကုသလာတွေတောင်းစုတွေကပြူကောင်းရသူကရင်